Made in Japan use piano လေးကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ကဲကျွန်တော်ဒီနေ့မှာတော့အလုံးအသစ်တိုင်းတက်မယ်။အကုန်လုံး body အတန်ဘာညာ all fine ဖြစ်ရမယ်။ဒီကျွန်တော် Made in Japan use piano လေးကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကောင်လေးကတော့ Atlas piano လေးပါ။ဒီကောင်လေးကMade in Japan ဖြစ်မယ်။ထက်ကဒီ body ဘာညာထက်ကအရှင်ပိုင်းဘာညာလည်းအသစ်တိုင်းတက်ပါတယ်။ဒီကောင်လေးကတော့89သိန်းပါဒီဘက်ကခါဝါကြီးပေါ့နာမည်ကြီးပါပဲခါဝါကြီး BL61 ဆိုရင်လည်း Made in Japan အလုံးလေးအလုံးတန်လေးပါပဲသူဆိုရင်84သိန်းဖြစ်ပါတယ်ကဲအခုဒီနေ့ခေတ်ကြီးမှာဟို digital piano တွေဈေးတွေတအားကြီးနေတဲ့ခေတ်ကြီးမှာဗျာဒီတရားအောက်ဝင်းကျင်နဲ့လုံးဝအတန့် share လေးတွေရမယ်ဆိုတာကိုလူကြီးမင်းတို့စိတ်ဝင်စားရင်တော့ကျွန်တော်တို့တော်ရန်စဉ် showroom လာပြီးတော့လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ